မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဦးနိုင်ငံတိဆက်နေကြဖြစ်တဲ့အောင်ဆောက်မွန်စကားဝဲရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမကတော့ရွှေပါတောင်သူဦးကြီးတို့အတွက်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့ဒါလေထဲမှာထည့်ဆွဲတဲ့အခါထွန်ချောင်းကတဲ့တဲ့မသွားပဲနဲ့ဒါဘေးကိုစောင်းစောင်းသွားနေတာမျိုးတွေပြီးကြတော့ဒါထေကုံကြီးကနောက်မှာငိမ့်ငိမ့်မနေပဲနဲ့ဒါဘယ်ညာရိမ့်ထိုးပြီးတော့လူးခါနေရမျိုးကြီးဒါကြုံကြမှာပါဟုတ်တယ်ညီမအဲ့ဒီချိန်မှာဒါဆက်မောင်းရတာလဲဒါအားမရတော့တလို့မြေစားနှုံးတွေလည်းမညီညာတော့ပါဘူးအဲ့ဒါကဒီထွန်ဆက်နောက်ပိုင်းတုံးချက်ချိန်မှာတက်ထားတဲ့ဒါချက်ချင်းကြောက်ဖြစ်ဖို့များပါတယ်ဒါဒီနေ့မှာတော့ချက်ချင်းပါဖြစ်ရင်ထေကုံဘေးလူတက်လဲဆိုတာကိုဒီကွဲထွန်းတဲ့သူတခြားလေးဆွေးနွေးတော့မှာဖြစ်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာကျွန်တော်ရေထုတ်ပါခင်ဗျဟုတ်ကဲ့ပါကွဲထွေးဒါချက်ချင်းဆိုတာကဒီထွန်ဆက်နောက်မှာဒါထေကုံဘယ်ညာမရင်းအောင်ထိမ့်ပြရတဲ့ပစ္စည်းမျိုးပေါ့နော်ဟုတ်တယ်ဟုတ်ဒါဆိုလို့ရှိရင်သူကဘာတွေချိုရင်းလာလို့ရှိရင်ဒါထေကုံကအနောက်မှာလူးနေတတ်တာမျိုးလဲရှင်ကျွန်တော်တို့ဒီချက်ချင်းမှာအဖြစ်အများဆုံးပြဿနာကတော့ဒီအလဲကဂျာလင်အောင်နဲ့ဒါဘေးဘက်ကပတ်လီခယူပတ်တွေဒါပွတ်စားပြီးတော့ချောင်းကုန်တာပါပဲအဲ့တော့ကျွန်တော်တို့ကဒါသတ်မှတ်ထားတဲ့အကွာဝေးအတိုင်းအတာကိုစနစ်တကျပြပြချာလေးဒါချိန်ညှိထားတယ်ဆိုပေမဲ့လို့ကဒီခုနကျွန်တော်ပြောတဲ့ခယူပတ်တွေဒါစားနေတဲ့အခါမျိုးမှာကြာတော့လေကွင်းထဲကိုဆင်းပြီးတော့ဒီဝန်အပြည့်နဲ့ဆွဲလိုက်တဲ့အခါမျိုးမှာရောတိရော်ရဲဖြစ်သွားတတ်တယ်အဲ့ဒီအခါကျွန်တော်တို့ဒီနောက်မှာရှိတဲ့ထေကုံကဒါမငြိမ်မသက်ဖြစ်ပြီးတော့ဘေးဘက်ကိုရိမ့်ထိုးပြီးတော့ဒီထွန်ချောင်းတွေကကောက်ကုန်တာပေါ့ဗျာဟုတ်အဲ့ဆိုလို့ရှိရင်ဒါခီးဘက်တွေခြောင်ရင်ဒါထေကုံကရော်ရဲပြီးတော့လူးတော့တာမျိုးပေါ့နော်ဟုတ်တယ်ဟုတ်ဒါတချို့စက်တွေမှာကြတော့လဲဒါချက်ချင်းကအလဲရနေပြီးတော့ပေါ့နော်ဒါကွဲထွက်သွားတာမျိုးတွေကြုံမှုရရှင်ဒီကြောင့်လည်းပတ်သက်ပြီးတော့ကိုရဲထွန်းကဘယ်လိုမျိုးပြပြပေးနိုင်မလဲရှင်အဲ့ဒါကတော့ဗျာကျွန်တော်တို့ဒီပေါ့နော်ဝန်မညီမျှပဲနဲ့ဒါတစ်ဖက်တည်းပြီးလို့ဖြစ်တာဗျတောင်သူအချို့ကဒီချက်ချင်းရဲ့ဘယ်ညာအလျားကိုတခါတလေမှာဒါတိချာမချိန်မိပဲနဲ့မညီမညာချိန်ထားမိတတ်ကြတယ်ပေါ့ဗျာအဲ့ဒီအခါထေကုံကတဲ့တဲ့မမလိုက်တော့ပဲနဲ့သူကဒါတစ်ဖက်တည်းကိုပဲအတင်းစောင်းပြီးရုံးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ခုနကပြောခဲ့တဲ့ဒီချက်ချင်းနဲ့မြက်ကွင်းစွတ်တွေကွေးသွားတာမျိုးတွေဒါမှမဟုတ်ဒီကျွန်တော်အလေကဒီဂျာလင်အုံတွေကွဲထွက်သွားတာမျိုးတွေဖြစ်တတ်ပါတယ်ဗျဒါအဆိုးဆုံးကတော့ဗျာကျွန်တော်ဒီချက်ချင်းပြက်ပြီဆိုရင်ဒီထေကုံကဘိန်းကိုရိုက်ပြီးတော့ဒါတာယာတွေပါကျွန်တော်ဒီပေါက်ပြေးပျက်စီးသွားတဲ့အထိကိုဒါဆိုးရွားသွားနိုင်ပါတယ်ခင်ဗျာenergy ရနော်အကိုဒါဆိုလို့ရှိရင်ဒါညီမသိချင်တာဒီချက်ချင်းတွေရေရှည်ခံအောင်ဒါထေကုံညင်အောင်လို့ပေါ့နော်ဆက်စရာတွေနဲ့တောင်သူတွေအနေနဲ့ဒါဘယ်လိုမျိုးရွေးချယ်ထိန်းသိမ်းရမလဲဆိုတာလေးပြပြပေးပါအောင်ရှင်ပထမဆုံးကတော့ကျွန်တော်တို့ဒီခယူပတ်တွေကိုတီးကြပြီးတော့တန်သားမှာကြောမှုရှိတဲ့ချက်ချင်းတွေကိုပဲကျွန်တော်ရွေးချယ်စီခြင်းနဲ့ဒါမှလည်းကျွန်တော်တို့ဒီဝန်ဘလောက်ပဲပြီးပေါ့ဗျာဒါခယူပတ်တွေကဒါ short ထွက်မသွားမှာပါဗျဒါကျွန်တော်ထိမ့်သိမ့်ပြီးကတော့ဒီချက်ချင်းဆိုတဲ့အမျိုးကဒါဆက်ရဲ့အောက်ပိုင်းမှာရှိတာဖြစ်တဲ့အတွက်ရှွန့်နေရေတွေသဲတွေနဲ့အမြဲတမ်းထိတွေ့နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီခယူပတ်ထဲကိုဒီရှွန့်နေဒါခုနကအညစ်အကြေးပေါ့ဗျာဝင်ပြီးတော့ဒါပိတ်ပြီးကြမ်းဖြစ်မသွားရလေအောင်လို့ကျွန်တော်ဒီပုံမှန်လေးတန်ရှင်းလုပ်ပေးမယ်တို့ဒီစီပူဘုမဟုတ်ဒါတို့ချောစီလေးဒါထိုးပေးထားမယ်ချောစီလေးတုပ်ပေးထားမယ်ဆိုရင်တော့ဒါပိုပြီးအဆင်ပြေပါတယ်ခင်ဗျဟုတ်ကဲ့ပါကွဲထွေဒါဆိုရင်ထွန်ချောင်းဖြောင်းဖြောင်းနဲ့ဒါလုပ်ငန်းခွင်မှာအလုံးပြုတ်ကျဲဖို့ဆိုရင်ပေါ့နော်ဒါချက်ချင်းရဲ့ခယူဘက်အနေမြင့်တွေဘယ်ညာအကွာဝေးတွေကိုဒါမှန်ကန်အောင်ညှိဖို့နဲ့ပုံမှန်ချောစီကျွေးဖို့ကဒါဘလောက်ရေးကြီးလဲဆိုတော့တည်တည်ချာလေးရှင်းရှင်းလင်းလင်းသိလိုက်ရပါပြီရှင့်ကွဲထွေအနေနဲ့ရောဗာလေးမြတ်ဆက်ပြောချင်သေးလဲရှင့်ဟုတ်ကဲ့ပါညီမရေကျွန်တော်အနေနဲ့ဒါစကားလက်ဆောင်ပါချင်တာကတော့ကျွန်တော်တို့ဒီချက်ချင်းကိုပုံမှန်စစ်ဆေးပေးပါကျွန်တော်တို့အလျားကိုညာသွားညှိပါအားလုံးပဲအလုပ်တွေတွင်ကျေကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ